ဥမာကြီးကင်ဆာဖြစ်ရင်ဘလို့လက္ခဏာတွေပြတ်တတ်လဲဆိုတာကိုဝေမျှပေးချင်ပါတယ်။တကယ်လို့မိမိကိုယ်တိုင်ကဥလန်းချောင်းအားနေပြီးတော့ဥမာကြီးကင်ဆာမဖြစ်ချင်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးဖို့လိုအပ်ပါမယ်။ Like and follow လေးမလုပ်ရသေးဘူးဆိုလို့ရှိရင် Like and follow လေးလုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ YouTube channel မှာဆိုလို့ရှိရင် VPN လေးခံ subscribe ကလေးနှိပ်ပြီးတော့ share သွားပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်။ဥမာကြီးကင်ဆာကကြတော့အစောပိုင်းမှာဘာလက္ခဏာမှမပြဘူး။ကင်ဆာအဆင့်ဖြစ်သွားပြီဆိုလို့ရှိရင်တော့လက္ခဏာတွေပြတ်တတ်တယ်ပြတ်တတ်တဲ့လက္ခဏာတွေထဲမှာဆိုလို့ရှိရင်တော့ဝမ်းသွားတဲ့ပုံစံတွေပြောင်းလဲတာရုပ်တရက်ဆိုတယ်လို့ပေါ့နော်ဝမ်းတွေချုပ်တာဝမ်းလျှောတာမျိုးတွေခံစားရပြီးတော့မှဒီလိုမျိုးဖြစ်နေတာကလည်းဒီပေါ့နော်တချို့တွေဆိုလို့ရှိရင်ဝမ်းအနှဲငယ်ပဲသွားနိုင်တာဒီလိုမျိုးပုံမှန်မဟုတ်တဲ့အရာတွေကရက်တော်ကြာမျိုးခံစားရတတ်တယ်ဝမ်းသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းသွေးတွေပါတာအနီရောင်ဖြော့အနီရင်ရောင်ဒီလိုမျိုးတွေပါတတ်တဲ့အပြင်ပေါ်မှာဝမ်းသွားရင်အမဲရောင်မျိုးတွေဖြစ်တတ်တယ်ဘိုက်ထဲမှာဆိုလို့ရှိရင်လည်းမအီမတာခံစားရတယ်ဘိုက်တွေအောင်းတာဘိုက်တွေနာတာလေပွားတာဘိုက်ထဲမှာတခုခုပိတ်ဆို့နေတယ်လို့မျိုးခံစားရတယ်ဝမ်းသွားပြီးသွားရင်လည်းဘိုက်ထဲမှာမရှင်းတယ်လို့ခံစားရတယ်ဝမ်းသွားပြီးသွားတဲ့အခါမှာတောင်းမှာဝမ်းတွေကြံနေတယ်လို့မျိုးဒီလိုမျိုးတွေခံစားရတယ်ပြီးတော့ဒီပင်မနှွမ်းနေတာအကြောင်းရင်းမရှိပဲနဲ့ကိုကပင်မမအလုပ်လည်းမလုပ်ဘူးဒီလိုမျိုးတွေပင်မပြီးတော့မှသွေးအားနေတာတွေဖြစ်တတ်တယ်ပုံမှန်နေ့စဉ်စားတောင်းနေတာပဲဒါပေမဲ့အကြောင်းရင်းမရှိပဲနဲ့ခန္ဓာကိုယ်အလေးချိန်တွေရုပ်တရက်ကြာစင်းတာမျိုးတွေခံစားရပြီဆိုလို့ရှိရင်တော့မပေါ်စားသင့်ပါဘူးအမြန်ဆုံးကျန်းမာရေးစစ်ဆေးမှုတွေခံယူပြီးတော့မှကုသမှုတွေခံယူသင့်ပါတယ်ဒါမှယောဂကင်ဝေးပြီးကျန်းမာပျော်ရွှင်နိုင်မှာပဲဖြစ်ပါတယ်ယောဂကင်ဝေးပြီးကျန်းမာပျော်ရွှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်